ကျမနဲ့အချစ်ဆုံးတငယ်ချင်းကတနေ့မှာဝတ္ထုတစ်ပုဒ်သေးကိုအတူတူကူးပြောင်းသွားခဲ့ကြတယ်။ဒါပေမဲ့ဇက်လိုက်မဟုတ်ဘူး။မင်းသမီးလည်းမဟုတ်ဘူး။ကောင်းကင်လောကရဲ့အကျိုးမရှိဆုံးလူနှစ်ယောက်ဖြစ်နေခဲ့တယ်။သူမကအိမ်ရှိမင်းသားရဲ့မောင်မတော်။ကျမကတော့စစ်နက်ဖျားရဲ့အဆောင်မယား။ဒီလိုနဲ့သူတို့ရဲ့အာဏာကိုမိခိုပြီးနှစ်ပေါင်း900တိုင်အောင်အသက်ရှင်လာခဲ့ကြတယ်။ဒီနေ့မှာတော့ဇက်လိုက်မင်းသမီးနတ်ဖျားဖြစ်တက်လန်းတော်မင်းနေ့ကျမနဲ့တငယ်ချင်းကအစားစားရင်းထွက်ပြေးဖို့အစီအစဉ်ဆွဲနေကြတယ်။မင်းခိုးထားတဲ့နတ်ဆေးဘယ်လောက်ရှိပြီလဲ9000လောက်တော့ရှိမယ်။နတ်ဆေး9000လူလောကပြန်ရောက်ရင်တော့တစ်သက်လုံးစိတ်ချလက်ချနေနိုင်ပြီ။အဲ့ဒီအချိန်မှာပဲကောင်းကင်တစ်ခွင်လုံးခေါင်းလောင်းတန်တွေထွက်ပေါ်လာတယ်။စစ်နက်ဖျားပြန်လာပြီ။သူ့ဘေးမှာရက်နေတဲ့အဖြူရောင်ဝတ်စုံနဲ့မိန်းကလေးကဒီဝတ္ထုရဲ့တကယ်ဇက်လိုက်မင်းသမီးကျမတို့ကတော့စာအုပ်တစ်အုပ်လုံးမှာစာမျက်နှာနည်းနည်းပဲပါတဲ့အပိုဇက်ကောင်တက်တက်ပဲ။ဒါကြောင့်ဇက်လိုက်မင်းသမီးပေါ်လာတာနဲ့ကျမတို့နှစ်ယောက်ဆုံးဖြတ်ချက်ချလိုက်တယ်။ဒီကောင်းကင်လောကကနေထွက်ပြေးတော့မယ်။ထွက်ပြေးဖို့ဆုံးဖြတ်ပြီးနောက်ကျမနဲ့တငယ်ချင်းကပြဿနာတစ်ခုကိုစဉ်းစားမိသွားတယ်။သူတို့ကိုဘယ်လိုမုန်းသွားအောင်လုပ်မလဲ။တငယ်ချင်းကချက်ချင်းပြန်ဖြေတယ်။လွယ်ပါတယ်။ငုံမယ်။ရန်ဖြစ်မယ်။မနာလိုဖြစ်မယ်။ပြီးတော့တိမ်မယ်လို့ချင်းချောက်မယ်။အဲ့ဒီလိုမိန်းမမျိုးကိုယောက်ျားတွေအမုန်းဆုံးပဲ။ညနေရောက်တော့စစ်နက်ဖျားကျမစီပြန်လာခဲ့တယ်။မင်းမဖြစ်နေတာလဲ။သူပြောတာမဆုံးသေးခင်ကျမခွက်ကိုပြစ်ချလိုက်တယ်။မင်းကျမကိုမချစ်ဘူး။နှစ်ပေါင်း900လုံးလုံးကျမကိုတခါမှမကာကွယ်ပေးခဲ့ဘူး။စစ်နက်ဖျားရဲ့မျက်နှာချက်ချင်းမဲသွားတယ်။မင်းကငါ့ရဲ့အဆောင်မယားပဲ။ဒီထက်ပိုပြီးဘာမျောလင့်နေတာလဲ။အဲ့ဒီစကားကိုကြားလိုက်ရချင်းကျမရင်ထဲအေးဆက်သွားတယ်။ဟုတ်တယ်။သူ့အတွက်ကျမကအဆောင်မယားတစ်ယောက်ထက်မပိုခဲ့ဘူး။တစ်ဖက်မှာလည်းတငယ်ချင်းကအိမ်ရှိမင်းသားနဲ့ရန်ဖြစ်နေပြီ။အရာအလုံးကကျမတို့စီစဉ်ထားတဲ့အတိုင်းဖြစ်နေခဲ့တယ်။ကျမနဲ့တငယ်ချင်းကရန်ဖြစ်တာငိုတာမနာလိုဖြစ်တာတွေအကုန်လုပ်ပြီးသွားပြီ။ဒါပေမဲ့စစ်နက်ဖျားရဲ့အကြည့်တွေကကျမကိုတက်ပစ်ချင်နေတယ်လို့ပဲ။တငယ်ချင်းဘက်မှာလည်းအိမ်ရှိမင်းသားကသူမကိုဖမ်းချုပ်ထားဖို့စီစဉ်နေတယ်။အဲ့ဒီအချိန်မှာကျမတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်လိုက်ကြတယ်။ဒီလူတွေကတကယ်ယူနေကြပြီ။ဒါဆိုတည်သွားပြီလို့ဟန်ဆောင်လိုက်ကြရအောင်